ဂိုမန်နဲ့အတူတူနာမည်ကြီးနေတဲ့ပြည်သူ့တရားလက်တလောပရိသတ်တွေအထိုးစိမ့်ဝင်စားပြီးအချက်ပုံနေကြတာကတော့အကယ်ဒမီ PDO နဲ့အကယ်ဒမီအင်နာကျော်စင်တို့ရဲ့သမီးလေးပြည်သူ့တရားပဲဖြစ်ပါတယ်အရင်ကလေးကမိခင်ဖြစ်သူဦးဝဲနဲ့စက်တရရှိလာတဲ့အလှတရားတွေကိုအမူအရာထားသူတွေလုံးလူသိများပေမဲ့ဒီရက်ပိုင်းမှာတော့သူမရဲ့ထူးခြားလာပါတဲ့မျက်နှာအသွင်မြင်ကကဘာကျော်ဟောလီဝင်းအဆိုတော်မင်းသမီးဆယ်လီနာကိုမန်နဲ့အောင်စရာကောင်းအောင်ဆင်းနှုတ်နေတဲ့ဆိုပြီးတော့ပြည်သူတွေကြားထဲမှာရေပန်းစားနေရလဲဖြစ်ပါတယ်ပြည်သူတရားလေးရဲ့ဝမ်းဆက်ဆက်မျက်နှာကြားလေးဆွတ်ဆောင်မှုရှိတဲ့မျက်ဝန်းတစ်စုံနဲ့ပြုံးလိုက်ရင်ပေါ်လာတဲ့ပချိုက်လေးတွေကဆယ်လီနာကိုမန်ငယ်ငယ်တုန်းကပုံစံနဲ့တကယ်ကိုထထူကြတယ်လို့တွေ့ရပါတယ်ဒါကြောင့်လဲပြည်သက်တွေကသူမကိုမြန်မာနိုင်ငံရဲ့စိန်နာကုန်းမလေးဆိုပြီးတော့ချစ်စလုံးနဲ့တင်စားခေါ်နေကြရလဲဖြစ်ပါတယ်။ပွဲခန်းသားတွေကိုတက်ရောက်တဲ့အခါတိုင်းမှာလဲဆယ်ကျော်သားအရွယ်တွေနဲ့လိုက်ဖက်တဲ့ဖက်ရှင်အပြင်ကြော့ရှင်းတဲ့ဟန်ပန်လေးတွေကြောင့်အားလုံးရဲ့အာရုံစိုက်မှုကိုပြေဝရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မိဘတွေရဲ့အနုပညာသွေးပါတဲ့ပြည်သူတရားလေးဟာအခုလုံငယ်ငယ်ရွယ်နဲ့တင်သူမကိုယ်တိုင်ကိုပိုင်ဟန်လေးနဲ့ပြည်သက်တွေကိုဆွဲဆောင်ထားနိုင်ပြီးတော့နောက်တစ်ချိန်မှာအနုပညာလောကထဲကိုဝင်ရောက်လာမလားဆိုပြီးတော့ပြည်သက်တွေကစိတ်ဝင်စားမျှော်လင့်စောင့်စားနေကြရလဲဖြစ်ပါတယ်။ကဲဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပြည်သက်တချို့ရောကဘာကျော်စိန်နာကိုမန်နဲ့တကယ်ရောစင်တူလားဆိုတာမိမိတို့ရဲ့အမြင်လေးကိုခုံးမရေးသွားပေးခဲ့ကြပါအောင်ရှင်မိဘတွေနဲ့အတူပွဲတက်လာတဲ့အချိန်မှာအခုလိုပုံစံပြုလုပ်ခဲ့လို့လူပြောများနေတဲ့ပြည်သူတို့ပြည်သူနဲ့အင်နာကျော်စင်ဆိုတာကလူတိုင်းချစ်ကြတဲ့ပြည်သက်ချစ်တော်အနုပညာရှင်တို့ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကထွန်းကားလာတဲ့သားသမီးကိုလည်းကြည့်ရှုအားပေးကြတဲ့သူတွေရှိသလိုဝေဖန်သူတွေလည်းရှိနေပါတယ်အခုလက်ရှိမှာသားသမီးဖြစ်ကြတဲ့ပြည်သူ့တရားနဲ့ပြည်သူရလေးတို့ကပြည်သက်တွေနဲ့အတော်အသင့်ကိုထိတွေ့ပေးနေတာလည်းဖြစ်ပါတယ်ပြည်သူ့တရားလေးကလွန်ခဲ့တဲ့ရက်ပိုင်းမှာနိုင်ငံခြားကိုပညာတော်တင်သွားရောက်နေရင်းကနေအခုချိန်မှာတော့မြန်မာနိုင်ငံကိုပြန်ရောက်ကမိဘတွေနဲ့အတူပွဲတက်ရောက်တာတွေပါပြုလုပ်နေရလဲဖြစ်ပါတယ်ဗီဒီယိုနဲ့အင်နာကျော်စင်တို့ကပွဲတစ်ခုကိုတက်ရောက်ရင်းနဲ့တမီးဖြစ်တဲ့ပြည်သူ့တရားလေးကိုပါခေါ်ကတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ထိုပွဲမှာပြည်သူ့တရားလေးရဲ့အပြုအမူတချို့ကြောင့်ပြည်သက်တွေကြားထဲမှာပြောစရာဖြစ်နေကြရလဲဖြစ်ပါတယ်ပြည်သူ့တရားလေးကနိုင်ငံတော်အနုပညာရှင်တွေရဲ့သွေးသားဖြစ်ပေမဲ့သူတို့သွေးမပါဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်လူတွေနဲ့ထိထိရမှာကိုကြောက်နေသလိုမျိုးလူအများကြားမှာလည်းမနေထိုင်တတ်တာမျိုးလည်းဖြစ်နေပါတယ်လူငယ်တဲ့လတွေကလည်းပြည်သက်တွေကြားထဲမှာပြည်သူ့တရားရဲ့အပြုအမူတချို့ကမူမမှန်ဖြစ်နေကြလို့ပြည်သက်တွေကအစမပြေပါမလားစိုးရင်ကြကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့အခုတစ်ခေါက်ပွဲတက်မှာလည်းပြည်သူ့တရားလေးရဲ့အပြုအမူကရခင်ကအတိုင်းပဲဖြစ်နေပါတယ်လူကြားထဲရောက်ရင်မဝိမရဲဖြစ်ကအပြုံးရည်လည်းလုံးဝမရှိတော့တာဖြစ်ပါတယ်ဗီဒီယိုတို့ဟာအနုပညာလောကထဲကိုဝင်ရောက်စေခြင်းတဲ့သဘောနဲ့ပွဲတက်ခေါ်ကပြည်သက်တွေနဲ့ထိတွေ့ပေးနေပေမဲ့ပြည်သူ့တရားတွေကတော့လူအများနဲ့ထိတွေ့ရမှာကိုရှက်ကြောက်တဲ့စိတ်ဖြစ်နေတာလည်းဖြစ်ပါတယ်ဗီဒီယိုကမကြောက်ဖို့လက်ကင်အားပေးခဲ့ပေမဲ့လည်းဗီဒီယိုရဲ့လက်ကိုရှောင်ဖယ်ခဲ့တာလည်းဖြစ်ပါတယ်ကင်မရာရှေ့မှာအခုလိုပြုမှုကြောင့်နှစ်ယောက်ကအဆင်ပြေပါမလားလို့ပြည်သက်တွေကထင်ကြီးတွေပြီးနေကြရလဲဖြစ်ပါတယ်ပြည်သက်တို့ရောပြည်သူ့တရားလေးကိုအောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်မြင်ကျင်သလားဆိုတာ